ဒီခါကျတော့အေယာကြီးအပိုက်ကိုရောက်ပြီနော်အဲ့တော့ရှေ့တုန်းကဒီမြို့နှမ်းပြန်ပိုက်လေးအဆုံးသက်လေးရနေစတီးမယ်နော်ဒီကအဆုံးသက်ပါရောနေတူနော်အဲ့မှာအဆုံးသက်တယ်အဲ့ပြီးတော့ဒိုးဆိုလေပြနေတူဒါပြင်နော်ဖာဆုံးဒိုးတစ်လုံးဒိုးနဲ့ဖာနဲ့နော်ပြောတူနော်ဆိုဖာမီတီရေဒိုနဲ့ဖာနဲ့နော်ဒိုနဲ့ဖာနဲ့ဒါလေးကဟိုပေါ့ထန်ထရာတေရှင်မှာအများကြီးတီးခဲ့ပြီနော်နောက်ပြီးတော့မီဖာမီထန်ဒိုရေဒိုပြောနော်ဟုတ်ပြီနော်ဒါလေးကလည်းရပြီသားရေနဲ့ဒိုနဲ့ကိုထန့်ဒါပြီးရင်ဒါတစ်လုံးနဲ့လာနဲ့ဒိုနဲ့စုံအဲ့ဒါကိုထိုးတယ်လာပါပြောလာပါနောက်မီနဲ့ဒီနဲ့ဒါပဲနော်မီနဲ့ဒီနဲ့မြောင်တူပြောပြိုင်ပြောနဲ့တူဒါပဲအဲ့ပြီးတော့ပြောင်တူပြန်လာမယ်အေယာကြီးပြန်နေမယ်နော်ဒီကြီးကတူတယ်အေယာကြီးပြန်ပိုက်ဒါပြီးရင်မီတီတေတူနော်ဒါလည်းရပြီသားဒူပြောနော်ထက်နူပြောနော်ဒူဒါပဲအပြင်မပြောတေးဒါပဲပြီးသွားပြီဒီလုံးလေးကြီးပဲအမှန်တော့ပြန်တီးတာပဲအဲ့တော့အေယာကြီးပြန်တီးမယ်အယိုးပိုက်လေးတီးပြပါမယ်ဖြည်းဖြည်းလေးပဲကွဲသွားတယ်နော်ပထမတော့ပြောတေးတူပြောင်းတူဆိုချတယ်မလားဒီခါကျတော့ပြောတေးဒိုချတယ်ဟုတ်ပြီနော်အဲ့တိုင်းလေးပါနော်သူကပထမမီချတယ်နောက်ကကျဒိုချတယ်ဒါလေးပဲကွာသွားတာပါเนาะအဲ့တော့ပြန်တိပြအောင်မလားဖြည်းဖြည်းလေးเนาะဟုတ်ကိုပြန်ကြည့်เนาะအဲ့လက်တွေရပြီးသားတယ်မြင်လားမီနဲ့ဒီနဲ့เนาะပြောမီချတယ်ပထမဒီအကြီးပြန်နေတယ်ရှေ့ဝေဘာဂီရီတွေဘုံဆောင်မြင့်နေတီးခဲ့တဲ့တချင်းတွေကိုရေလဲနေအောင်ရနေဒီလက်တွေကကြိလိုက်တာနဲ့ရသွားလိမ့်မယ်နော်နှုံးမို့ဆိုရင်တော့မရဘူးဖြစ်မယ်မရပါဘူးလုံးဝရမှာမဟုတ်ပါဘူးเนาะအဲ့တော့ထုံးလို့ကြီးရေလိုနောက်ပြီးတော့မှုေပြီးတော့ရနေရင်တော့ဒီဟာတွေကတီးလိုက်တာနဲ့ကိုရနေပါလိမ့်မယ်เนาะစာသားလေးနဲ့တစ်ခေါက်တော့ဆရာမရှေ့ကတီးပြလိုက်တာနဲ့ရပါလိမ့်မယ်အဲ့တော့မရဘူးလို့မပြောပါနဲ့ဗီဒီယိုရိုက်တဲ့အတွက်ဆိုတော့ကိုမရရင်ပိတ်ပြီးတခါလက်ကိုကြည့်တေချာကြည့်เนาะဟုတ်ပြီเนาะပြန်ဖွင့်ပြီးနည်းနည်းချင်းတီးပါလို့ပြောချင်ပါတယ်ရှင်